အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုသားကြီးတသက်တာနေပညာပါအဲ့တော့ဒီနှစ်သင်္ကြန်နှစ်သက်ကူလက်ဆောင်အနေနဲ့ကျွန်တော်လိုရင်းတိုရှင်း no power ဆိုတဲ့ဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကို Facebook YouTube နဲ့ Telegram TikTok တွေမှာဝင်ပြီးကြည့်လို့ရပါတယ်ပထမဦးဆုံးအနေနဲ့ diode scale အသုံးပြုပုံကိုနားလည်ထားရမှာဖြစ်ပါတယ်diode scale အသုံးပြုတဲ့နေရာမှာအနီရောင်လက်တံကို ground ချပြီးတော့အနက်ရောင်လက်တံနဲ့တိုင်းရမှာဖြစ်ပါတယ်။ diode scale မှာ unit ကို volt နဲ့ပြပါတယ်။ Redmi 90 motherboard ကိုတိုင်းပြပါမယ်။ပထမလမ်းကြောင်း V ဘက်မှာကိန်းဂဏန်း400ကျော်ပြပါတယ်။ပြောင်းပြန်တိုင်းကြည့်ပါမယ်။1000ကျော်ပါဒါဒုတိယလမ်းကြောင်း VPH power ကိုခံမှန်းပြီးတိုင်းတာဖြစ်ပါတယ်ဒုတိယလမ်းကြောင်း VPH power ဒီ main power IC ကိုတွားကျင်တာဖြစ်တဲ့အတွက်ကြောင့် main power IC နားမှာရှိတဲ့ VPH power ဝင်ထားတဲ့ capacitor လေးတွေကိုတိုင်းကြည့်ပါမယ်300ကျော်ကျွန်တော်တို့ပြောင်းပြန်တိုင်းကြည့်ပါမယ်ခုနအတိုင်း1000ကျော်ပြနေတာကိုတွေ့ရပါတယ်ဒုတိယအနေနဲ့ main power IC နားကိုဒုတိယလမ်းကြောင်း VPH power ဖို့တကယ်ရောက်မြောက်ကိုတိုင်းရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ဒုတိယလမ်းကြောင်းဖို့ဟာ battery volt လောက်နီးနီး 4.0 လောက်ကိုရောက်နေတာတွေ့ရပါတယ်တတိယအနေနဲ့ power key ဖို့ရောက်မြောက်ကိုတိုင်းရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ power key ဖို့ဟာ 1.8 လောက်ရောက်နေတာကိုတွေ့ရပါတယ်စတုတ္ထအနေနဲ့ကျွန်တော်တို့ crystal oscillator ကိုစစ်ရမှာဖြစ်ပါတယ်ကိန်းဂဏန်းပြပါတယ်ကိန်းဂဏန်းပြပါတယ်ကျန်တဲ့တစ်ဖက်ကတော့ ground ပါဒါဆိုရင် crystal ရဲ့ပုံစံကအဆင်ပြေပါတယ်ပြင်စမအချက်အနေနဲ့ကျွန်တော်တို့ main power IC နားက VIG အထွက်ကွိုင်တွေကိုကျွန်တော်တို့စစ်ရမှာဖြစ်ပါတယ်50ကျော်50ကျော်300ကျော်200ကျော်300ကျော်40ကျော်300ကျော်ဒါဆိုရင် coin တွေအသီးသီးဟာသက်ဆိုင်ရာတန်ဖိုးတွေကိုပြနေပြီဖြစ်ပါတယ် short ဖြစ်နေတာမျိုးလည်းမဟုတ်သလိုတန်ဖိုးတွေများနေတာမျိုးလည်းမဖြစ်နေပါဘူးဒါဆိုရင်ဒီ motherboard ဟာအဝင်ပိုင်း input ပိုင်းမှာကောင်းနေပြီလို့ကျွန်တော်တို့အကြမ်းပြင်းယူဆလို့ရပါတယ်စတမအချက်အနေနဲ့ကျွန်တော်တို့ schematic diagram ကိုကောင်းကောင်းဖတ်တတ်ထားရပါမယ်အဲ့တော့ကျွန်တော်ခုနကပေါ်ပြခဲ့တဲ့နည်းတွေတိုင်းအဆင့်ဆင့်စစ်ဆေးပြီးတော့ပြုပြင်ရမှာဖြစ်ပါတယ်အသေးစိတ်သင်ကြားလိုတဲ့သူတွေကတော့ကျွန်တော်ကိုယ်တိုင်သင်ကြားနေတဲ့ KTG Hardware Special Class ကိုတက်ရောက်ပြီးတော့သင်ကြားလို့ရပါတယ်။ online သင်တန်းလည်းရှိပါတယ်။အပြင်မှာလည်းလက်တွေ့သင်တဲ့လက်တွေ့တန်းတွေလည်းရှိပါတယ်။အားလုံးပဲနှစ်သက်မှာအလုပ်ကိုင်တွေအဆင်ပြေချမ်းပါကြပါစေ။ကျွန်တော်ကိုသားကြီးတသက်တာနည်းပညာဖြစ်ပါတယ်။